င်္ဂလာပါကိုမမိသားစုကကြိုးဆိုပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ချက်ပြမယ်သင်ပွဲလေးရပါတော့ beef steak ပေါ့နော် beef steak ကိုချက်မယ်ဟိုအရင်တစ်ခါ beef steak ကိုချက်တယ်local beef နဲ့ပဲအမဲပေါင်သားဖြစ်သွားတော့ချက်တာကအစာအပြားလေးကိုစုံနေဆိုပေမဲ့မနုညံ့ဘူးနော်စားတဲ့နေရာမနုညံ့ဘူးဖြစ်တော့စိတ်စားမကောင်းဘူးအဲ့တော့ဒီနေ့ကတော့ကျွန်တော်ကစားတော့အောင်တစ်မျိုးစီမှာပေါ့နော်အသားကိုလည်းနုညံ့တဲ့ပေါ့နော် beef steak လုပ်တဲ့အသားမျိုးကိုရွေးထားပါတယ် Okay ဟုတ်လားဘယ်တော့ဝယ်တာဒီသားOcean ကတော့ဝယ်တာ Ocean ကတော့ဝယ်တာ Ocean ကတော့ဝယ်ထားတာပါဒီခါအသားလေးရပါတော့ဘယ်လိုအသားကိုရွေးထားလဲဆိုတော့ beef ပေါ့နော် strip line ကိုရွေးထားပါတယ် strip line ပေါ့နော် strip line ဆိုတော့ညံ့တဲ့အသားပဲပေါ့နော်ဒါပေမဲ့ဒါ local beef ပေါ့နော် local beef ဆိုတဲ့အတွက်နိုင်ငံသားရဲ့အမဲသားတွေတော့အရန်နူးပြီးတော့ဟို beef steak လုပ်ရင်အဲ့တော့အဲ့ကောင်ကိုနူးပြီးတသားလေးစားလို့ကောင်းအောင်စီမံပါမယ်ဘယ်လိုစီမံလဲဆိုတာကိုကျွန်တော်ပြပြပါမယ်နော်အခုဒီနေ့ကတော့သွားမှာကနနသီးလေးလဲပါနနသီးကိုလို့ခေါ်တယ် Pineapple ဒီနေ့ pineapple လေးနဲ့စီမံမှာပေါ့နော်ဘယ်လိုစီမံလဲဆိုတော့ဒီ beef stick လေးကိုအရင်နူးညံ့အောင်ပေါ့နော်ကိုမန်ကြိုက်အောင်လို့စီမံပေးမှဖြစ်ပါတယ်ကိုမန်တို့မိသားစုစားလို့အရင်ကောင်းအောင်လုပ်မှာပါနော်အဲ့ဒါလို့ကြည့်ကြပါဦးစားမလား စားမယ် နူးညံ့ကြီးစားမလား စားမယ် Okay လိုက်ကြည့်နော် ဒီနေ့တရားရကိုမဲ့ကိုတိုင်းချက်မှာ ကျွန်တော်တို့ကဒီခါအမဲသားကိုအရင်နူးညံ့အောင်လုပ်မှာနော်နော်တော့တော့သူ့ကိုကြည့်ပါသူ့မှာအစီလိုင်းလေးတော့ပါဟုတ်လားဟုတ်လားရန်ကောင်းမယ်မဒီဘက်မှာကြည့်လိုက်ပါနော် ဖြစ်တယ်ဘာဖြစ်အန်ဒီယောင်ဖြစ်နေတာအဲ့နားရ ဟုတ် နောက်ပြီးရေနည်းနည်းဒီကိုခွဲမယ် ဒီမဲ့ ဒီနည်းနည်းဒီကိုဘာလို့မှာလဲဆိုတော့ဝန်တာထဲမှာအချိန်မယ်ဝန်တာထဲမှာတချိန်မယ်ဆိုအခုပါတချိန်မယ် Okay let's go Let's go နားမှာချိန်လို့ဆိုရအောင်နော်တော့တေးသေးလေးလုပ်ပေးလိုက်ပါဦးဗျာ မဖြစ်ရယ် ဘယ်မှာဟိုကချိန်ပါလေးတား အကြီးဆိုတော့ အကြီးဆိုရင်ချိန်ရမလို့ဘလန်သားဘယ်နိုင်မလဲ ဒီဝေးလေးဝီအီပီတော့ဝန်တာတဲ့ထပ်ပါမယ် ဝန်တာလေးကိုကြည့်ဖို့တွေ့ဒီနည်းနည်းထပ်ပါမယ်ကြည့်ပါမယ်လို့ ကဲချိန်မယ်နော် โอเค မဝအောင်နေပါ ဒါဆိုရင် pineapple juice ရပြီ this day ကို pineapple juice ထဲမှာခဏလေးစိတ်မယ်နော်ထဲမယ်နော် ပြီးရင် pineapple juice ထည့်မယ် ဒီ pineapple juice ထဲမယ်ဘစ်တေကိုတနိုင်စိတ်ရပါမယ်တတတရေအိပ်ပြီးပါပြီ မနိုင်ကြပါလားနိုင်ကြောပါ တနိုင်ကြွား တနိုင်အောင်ကြောပါတနိုင်ခွဲကြောပါနော်အဲ့ဒါလေးနဲ့ထားတာတနိုင်ခွဲကြောပါပြီ နိုင်ကရာတနိုင်ကြွားအဖူကတို juice လို့ပဲ ဟုတ်ပါပြီနော် သူ့ပါပြီလို့ နော်ဟုတ်တယ်အသားလေးကိုချက်သွားတဲ့အရောင်လေးကိုကြည့် တောင်းရီရှိမယ် ခန်းစင်ပြီးသွားပါပြီနော်ဒီမှာရေးဆေးလိုက်တယ်နောက်ဟိုနည်းနည်းသေးတယ်ချက်ရေးဆေးပြီးတော့သူ့ကိုရေးဆက်ရမယ်
အားလေးကို strip ကို line တက်လေးပေါ့နော်နှစ်ခုဖြစ်တယ်ပေါ့သူကနှစ်ခုဖြစ်နေတော့ line လေးရတယ်မှာပြောတာဒီဘက်လေးကို trim ပေးလိုက်ပါနော်โอเคနော်ဒီမှာတွဲပါနော်နှစ်ခုလုံးတော့กินပြမယ်ပေါ့နော်ဒါလေးကတော့တကယ် share ပေါ့ကြောဒါလေးကကြောနော်စားနဲ့ဒီလိုကောင်းထည့်မယ်သူဒီစားရရအားကြီးကြဆက်လို့ရနေမှာဝေးရောမကြည့်ဘူးဝေးဒီမှာဒီမှာဝေး ရှယ်ရီကိုပဲ Okay 5 minutes ဆောက်ပါဆောက်ပြီးရင်ဒါစားပြလေးရတာဝင်ပြီဆိုရင်ဘာလုပ်မလဲဆိုတော့ကျွန်တော်တို့တွေဒီကောင်ကို mistake ကိုကျင်းတော့မှာပေါ့နော်ကျင်းတယ်ဆိုမှ grade လောက်တာပေါ့နော်တဲဦးထဲမှာထောဘတ်နဲ့ grade လောက်ပါမယ်ထောဘတ်နဲ့ grade လောက်နေတာဘာဖြစ်လဲဆိုတော့ဒီမှာတက်တာ rosemary rosemary ရဲ့ garlic ရဲ့ပေါ့နော်ပြီးရင် rosemary ရဲ့ garlic ရဲ့ butter ရဲ့กินတော့เนาะဒီမှာဟွာလေးနဲ့ slip ဒီနဲ့กินပါမယ် here စီလေးပါနော် here စီလေးနည်းနည်းထည့်မယ်ပဇွန်နော်ပဇွန်တော့ပဲထည့်နော်ဝေးလောက်ပါပြီ10 minute ပြီနော်10 minute ပြီနော်တစ်ခါstand 1 minute အဲ့လို10 minute ချင်းပြည့်သွားမယ်နော်rosemary လေးထည့်မယ်အခုလိုချိန်မှာပေါက်ပတ်ထည့်ပါမယ်ပတ်လိုက်မယ်နော်ဘာလို့ထည့်ရပါမယ်အားဒီထည့်ပြီးရအောင်ဘာလို့ထည့်မယ်ကလေးထဲမှာအပူချိန်ဘယ်လောက်ရှိတယ်လဲကြည့်မယ်နော်ဒီကနေဘယ်လောက်လဲကြည့်မယ်နော်တရားတစ်ဆက်ကိုဒါဆိုရင်တော့ထဲမှာချက်ပြီကြာတရားတစ်ဆက်ကိုဒီကောင်းလေးတွေကအရင်ကြီးရဲ့ဒီလိုမျိုးဆက်မှာဒါပါပြီဒါဆို Bye. ဒီကောင်လေးကိုထည့်ပြီးတော့ဒီမှာဆက်မှာနော် Bye. ဒီကောင်လေးတွေကဒီလိုမျိုးဆက်မှာနော် Bye. ဒီကောင်လေးကဒီလိုမျိုးဆက်မှာနော် Bye. ဒီကောင်လေးကဒီလိုမျိုးဆက်မှာနော် Bye. Bye.
ကျရင်ဒီ stick တွေကထက်တာရတဲ့ခါကျရင်သူ့ကိုအေးခံပြီးတော့အဲမှာ juice တွေကိုငြိမ်သွားအောင်10မိနစ်တော့ဆောက်ရပါတယ်နော်ဟုတ်တယ်ဒီကောင်တင်နော်တင်ပြီးတော့10မိနစ်လောက်ဆောက်ပေးပါတော့ထောက်ပတ်စီလေးပေါ့နော်ဒီထောက်ပတ်စီရဲ့အမဲစီလေးနည်းပဲညာပဲမီနဲ့အသားနဲ့စားလို့ရအောင်လုပ်ပေးမယ်နော်ကဲစားလို့ရအောင်ခင်ဗျမဲတော့နည်းနည်းလေးနဲ့ချိန်လိုက်တဲ့ရတာပေါ့နော်အဲဒီတားရဲမှာလေအဲ့လိုနည်းနည်းအချင်းလေးပေါ့နော်အချင်းတက်ချွတ်ချင်းတက်လေးလည်းနည်းနည်းရတယ်ပြီးတော့လေခုလိုမျိုးသူ့ကိုစိတ်လိုက်တဲ့အတွက်ပေါ့နော်ဒါကခဏလေးနဲ့နူးရတယ်ဒါဆိုရင်ကိုမန်တို့ဆိုရင်ဒါလိုလုပ်ပြီးတော့စိတ်လာတယ်တနာရီခွဲလောက်ပဲကြာတယ်ဒါတော့နည်းနည်းလေးကိုတစ်လုံးလုံးသုံးတာပေါ့နော်နည်းနည်းလေးတစ်ချမ်းပါတစ်ချမ်းနဲ့စိတ်ပြီးတော့လုပ်တာလုံးဝအသားကလုံးဝတကယ်ကိုရှယ်နူးရတယ်ရှယ်မှာအခုဆိုတသားလေးစားလို့ရတဲ့အနေထားလေးပေါ့နော်တကယ်ကိုစားလို့ကောင်းတယ်ဘေဘီကွန်လေးစားကြည့်ပါဦးတဲ့ဘေဘီကွန်လေးဘေဘီကွန်လေးထောက်ပတ်ပါပါတော့ဒီကစားလို့ရှိတယ်တော့ပါတော့ဘာလို့ပါမလဲဘေဘီကျေးဇူးတင်ပါတယ် Okay, you're welcome. I love you. I like to please subscribe to my channel. Bye bye.